မြတ်စွာဘုရားကရုပ်တရားရဲ့ဖြစ်ပေါ်လာမှုသည်ဒုက္ခဤဖြစ်ပေါ်ခြင်းပဲဖြစ်တယ်ယောပိခွေရူပတ္တဥပါရောဒုက္ခတိတောဥပါရောရုပ်ခဏရလာတာဟာပါရတာချမ်းသာဖို့စိန်ခံဖို့ရလာတာမဟုတ်ဘူးဒုက္ခရလာတာဒုက္ခဆိုတာအမြဲတမ်းဒုက္ခပေးမယ်ရအခုဒီအာရိနဝဆိုတာအာရိနံဒုက္ခဝါတိကနာတိတိအာရိနောအဲ့ဒုက္ခဖြစ်စေနိုင်တဲ့အရာဝတ္ထုကိုရထားတာဘုန်းကြီးတို့တွေဒုက္ခပေးမဲ့ဟာကြီးကိုရထားတာကဲစဉ်းစားကြည့် physical body နဲ့ကြည့်မျက်စိရထားလို့မျက်စိကျိန်းနေနော်မျက်စိမှုတ်တယ်မျက်စိနားတယ်နားရထားလို့နားကြိုက်တယ်နှာခေါင်းရထားလို့နားပိတ်တယ်နော်အနံ့မရဘူးလို့ကိုဘေးကလာတော့ဖြစ်ကြတယ်လေနော်လျှက်ရထားလို့ဒီလျှက်မကောင်းတာတို့လျှက်လီးဖြတ်သွားတာတို့စကားမပြောနိုင်တာတို့ကိုကာယကြီးရထားလို့ဟိုနာနာဒီနာနာရထားရတဲ့အားကြီးရဲ့မနာတဲ့ဟာတခုမှမရှိဘူးနော်ကိုရထားတဲ့ physical body ကြီးอ่ะမပြည့်စည်တာတခုမှမရှိဘူးဒီနေ့ဆက်ကြပြောမှဆိုရင်သူ့ဟာသူနေတဲ့ကောင်းမော်ကဆိုရင်ငါကျွတ်တယ်ဖြူလာတယ်နော်တပင်ပြီးတပင်ကျွတ်တယ်ဖြူလာတယ်ဒါတွေကိုအန်တုပြီးတော့ဆေးဆိုးဖို့ကြိုးစားတယ်မရဘူးဖြူတာပဲနော်ပါဇက်တဲ့နေတဲ့သွားကလုံညုံတယ်လို့မထင်နဲ့တစ်ချောင်းပြီးတစ်ချောင်းကျွတ်ထွက်ကုန်တယ်အလုံးဟာခန္ဓာကိုယ်မှာရှိနေတဲ့အားတွေကလူဒုက္ခပေးတာအကြည့်ပဲဒုက္ခမပေးတာတခုမှမရှိဘူးအဲ့ဒါကိုပြောတာအာဒီနဝဆိုတာဒုက္ခကိုရစေတတ်တဲ့ဟာတွေကြီးပဲကုန်မယ်နော်နာရှိလို့နာကြိုက်တယ်သွားရှိလို့သွားကြိုက်တယ်လက်ရှိလို့လက်ကြိုက်တယ်ခြေတော်ရှိလို့ခြေတော်ကြိုက်တယ်ဘိုင်းရှိလို့ဘိုင်းနာတယ်ဟောအလုံးဟာဒုက္ခပေးတဲ့အရာရထားတယ်အဲ့ဒါကိုပြောတာအနန္တာတိနောကာယောနံခဏတွေရောကြည့်လိုက်အောင်နံခဏကနာရကျင်နာကြိုက်တာခဲတာကြတော့သူကြည့်တတ်ပြောရမယ်ဆိုရင်မကောင်းတဲ့ရင်ကြာရင်ကိုရတယ်စိတ်ညစ်ရတယ်ဟုတ်လားကိုပစ္စည်းဆုံးရှုံးတဲ့အခါဖြစ်စေစိတ်ညစ်ရတယ်မစားနိုင်မတော့နိုင်ဖြစ်ရတယ်စိတ်ဆင်းရဲတယ်လေတောကဆိုတာဖြစ်တယ်တောကကိုမထိနိုင်တဲ့အခါပရိဒေဝကိုရတယ်စိတ်ပင်မတဲ့အခါဥပါယတမရှုနိုင်မကဲနိုင်ဖြစ်တယ်အသက်တောင်ရှုလို့မရတော့အောင်တောကဖြစ်ဥပါယတဖြစ်ကြတယ်ဒီထဲကတဖြည်းဖြည်းခန္ဓာကိုယ်ကြီးလန်းဆန်းလက်ဆက်လာသလားဆိုဘယ်ဟိုမှာတော့တဖြည်းဖြည်းအဆိုးဘက်ကိုရိုင်လာတာတဖြည်းဖြည်းပြိုကျလာတယ်နော်နုပြိုတဲ့အခြေအနေကနေပြီးအိုမင်းတဲ့အခြေအနေရောက်သွားတယ်လှပတဲ့အခြေအနေတွေရိုးရင်းပြီးတော့ရုပ်ဆိုးတဲ့ပုံစံဖြစ်လာလူတိုင်းရထားတဲ့ကိုယ်ကာယကြီးအတိုင်းနန္တရားလည်းပဲအမြဲတမ်းစိတ်ချမ်းသာတာမဟုတ်ဘူးစိတ်ဆင်းရဲမှုတွေကြောက်ရတယ်စိတ်ဆင်းရဲရတယ်ဒေါသဖြစ်ရတယ်လောဘဖြစ်ရတယ်နော်ဒီထဲမှာအကုသိုလ်မျိုးစုံကလည်းစိတ်ထဲမှာဖြစ်တယ်အဲ့တော့ငြိမ်းချမ်းမှုတွေဆုံးရှုံးနေတယ်အဲ့ဒါကိုပြောတာကာယောတို့တွေရထားတဲ့ရုပ်အစုနံစုဟာအနန္တရိနောမဆုံးနိုင်တဲ့ဒုက္ခပေးတဲ့အရာတွေဖြစ်နေတယ်ဟုတ်တယ်ဒုက္ခမပေးတာတခုမှမရှိဘူးအလောကဒုက္ခပေးမှာ